ဒီတင်ငန်းစာမှာတော့တရုတ်တရားတွေကိုလေ့လာတော့မှာပါအခုလေးလာတော့မဲ့ပုံစံလေးကတော့တောဆိုတဲ့စကားလုံးရဲ့အသုံးပြုပုံပေါ့နော်အဲ့တော့တောဆိုတဲ့စကားလုံးကအသက်အကွာဝေးအချိန်အလေးချိန်ဒီဂရီစတာတွေကိုမေးမြန်းမှုအတွက်သုံးတာပေါ့နော်ဒီမှာတော့သူကဘယ်လောက်လဲလို့ဘာသာပြန်တယ်အဲ့တော့ adjective ရဲ့ဒီဂရီတွေပေါ့နော်အဓိကအားဖြင့်တော့အသက်အကွာဝေးအချိန်အလေးချိန်ဒီဂရီအဲ့ဒါတွေကိုမေးမြန်းတဲ့အခါမှာတောဆိုတဲ့စကားလုံးကိုမေးခွန်းနံစာအနေနဲ့သုံးတယ်ဗျပြီးတော့ဒီ adjective ရဲ့ရှေ့ကနေအထူးပြုပြီးတော့မေးလေးရှိတယ်ပေါ့နော်နမူနာဝကြလေးတွေလေ့လာကြည့်အောင်မင်းဒီနေ့အသက်ဘယ်လောက်ရှိပြီလဲနေချင်းနေတော်တာလနေမင်းကချင်းနေဆိုတာဒီနေ့တော်တာဆိုတာကြီးတာပေါ့နော်ဒီမှာတော့အသက်ကြီးတာကိုရည်ရွယ်တာပေါ့နော်တော်တာဆိုတာအသက်ဘယ်လောက်ကြီးတာလဲလို့ပြောတာပေါ့နော်လို့ဆိုတာပြီအဲ့တော့မင်းဒီနေ့အသက်ဘယ်လောက်ရှိပြီလဲနေချင်းနေတော်တာလ你今年多大了？你အိတ်ကနေလေစိတ်ဒီဘယ်လောက်ဝေးလဲ从你家到机场多远从什么ကနေပေါ့နော်你家မင်းရဲ့အိတ်ကနေတောက်ကအထိ机场ဆိုတာလေစိတ်ဒီကိုတဲ့多少ဘယ်လောက်ရွယ်ကဝေးတော့ဒါ adjective ပေါ့နော်အဲ့တော့ adjective တွေကိုမေးတဲ့အခါကျွန်တော်တို့ adjective ရဲ့ရှေ့မှာ多ဆိုတဲ့စကားလုံးကိုမေကွန်းနဲ့စာအနေနဲ့သုံးတယ်။ဒါကြောင့်မို့多远ဘယ်လောက်ဝေးလဲဒီလိုပြောတာနော်။မင်းအိမ်ကနေလေစိတ်ထိဘယ်လောက်ဝေးလဲ။从你家到机场多远မင်းတို့ယဉ်နီးကြတာဘယ်လောက်ကြာပြီလဲ။你们认识多久了။你们မင်းတို့က认识ဆိုတာအပြန်အလှန်တည်ကျွမ်းယဉ်နီးကြတာပေါ့နော်။多ဘလောက်ဂျိုဆိုတာကြာမြင့်တော့ adjective အဲ့တော့ adjective တွေကိုကျွန်တော်တို့မေခွန်းထုတ်ဖို့အတွက်多ဆိုတဲ့စကားလုံးကိုအသုံးတယ်အဲ့တော့多ဂျိုဘလောက်ကြာလို့ဆိုတာပြီเนาะဘလောက်ကြာပြီလဲပေါ့မင်းတို့ယဉ်နီးကြတာဘလောက်ကြာပြီလဲ你们认识多久了ကောင်းပြီဒီတစ်ခါတော့多ဆိုတဲ့စကားလုံးကို adjective အနေနဲ့သုံးတယ်ပေါ့ adjective predicateနာမဝိသေသနာဝါစကအနေနဲ့သုံးတယ်များတော်လို့ပါတာပြင်တယ်အဲ့တော့တောက adjective အနေနဲ့เนาะဝါစကအဖြစ်သုံးတယ်ဆိုလို့ရှိရင် subject နဲ့တိုက်ရိုက်တွဲပြီးသုံးတယ်ဒါကပါလဲဆိုအရေးအတွက်ပမာဏများပြားကြောင်းကိုဖော်ပြတဲ့အခါမှာသုံးတယ်အဲ့တော့ခုနကကျွန်တော်တို့သုံးတဲ့ပုံစံနဲ့မတူတာကိုသတိထားဖို့လိုတယ်ပေါ့နော်ခုနကတော့ကျွန်တော်တို့ကတောဆိုတဲ့စကားလုံး adjective တွေရဲ့ရှေ့ရလေအထူးပြုပြီးတော့မေကွန်းနဲ့စာအနေနဲ့သုံးတာဒီမှာတော့ subject နဲ့တိုက်ရိုက်တွဲပြီးတော့ predicate လို့ခေါ်တဲ့ဝါစကအနေနဲ့သုံးတော့တာပေါ့နော်နမူနာဝကြလေးတွေလေ့လာကြည့်အောင်အခုဘဏ်မှာလူအရန်များတယ်现在银行人很多现在အခု银行ဆိုတာဘဏ်人ဆိုတာလူတွေက很အရန်多ဆိုတာများတာအခုဘဏ်မှာလူအရန်များတယ်现在银行人很多ငါအင်ဂျီမများဘူး我的衣服不多我的ငါရဲ့衣服ဆိုတာအင်ဂျီဝတ်စားတွေပေါ့နော်不多多ဆိုတာများတာ不多ဆိုတာမများဘူးငါအင်ဂျီမများဘူး我的衣服不多我的衣服不多ငါအင်ဂျီမများဘူးကောင်းပြီဒီတစ်ခါတော့တောဆိုတဲ့စကလုံးပေါ့နော်ဒီစကလုံးကနာမ်ကိုအထူးပြုတယ်ဗျနော်သူကဒီမှာဆိုလို့ရှိရင်နာမဝိသေသနာပုစတုအနေနဲ့သုံးထားတာဒါပေမဲ့ဒီစကလုံးကသူ့တလုံးနဲ့နာမ်ကိုအထူးပြုလို့မရအောင်ပေါ့ဒါတခြား adjective တွေနဲ့မတူတဲ့ပုံစံတခြား adjective တွေဆိုရင်သူကနာမ်ရဲ့ရှေ့ကနေဒီ adjective နဲ့တိုက်ရိုက်အထူးပြုလို့ရတယ်ဒါပေမဲ့တောဆိုတဲ့ adjective နဲ့နာမ်ကိုအထူးပြုတော့မယ်ဆိုသူ့ရဲ့ရှေ့မှာ很ဆိုတဲ့ degree ပြတဲ့ adverb ကိုတွဲဆက်ဖို့လိုတယ်အဲ့တော့ကျွန်တော်တို့很多ဆိုပြီးတော့နာမ်ကိုအထူးပြုတယ်အဲ့တော့တောတစ်လုံးနဲ့နာမ်ကိုအထူးပြုလို့မရအောင်နော်အဲ့လိုအထူးပြုတော့မယ်ဆိုဘာလို့ရလဲ很多ဆိုပြီးတော့ဒီ degree ပြတဲ့ Korea ဝိသေသနာနဲ့တွဲဆက်ပြီးမှသာလေအထူးပြုလို့ရတယ်နော်ဒါဆိုလို့ရှိရင်အများကြီးပေါ့အရေးအတွက်ပမာဏများပြားကြောင်းကိုဖော်ပြတယ်ဒီနံရဲ့အရေးအတွက်အများကြီးဆိုတာကိုဖော်ပြတယ်ဥပမာစာအုပ်အများကြီးတငယ်ချင်းအများကြီးစသဖြင့်ပေါ့ဗျာနမူနာဝကြလေးတွေလေ့လာကြည့်အောင်
那么等于今日များကြီးရှိတယ်我有很多朋友我哪个有啥ရှိပါတယ်တဲ့很多啥အများကြီး朋友啥等于ချင်းအဲ့တော့朋友ဆိုတာကနာမ်တစ်ခုဖြစ်တယ်ပေါ့အဲ့ဒါကိုကျွန်တော်တို့很多ဆိုပြီးတော့အထူးပြုထားတယ်အများကြီးပေါ့အဲ့တော့ဒီမှာထူးခြားတာလေးတစ်ခုကကျွန်တော်တို့က多朋友လို့အထူးပြုလို့မရအောင်เนาะ多ဆိုတဲ့စကားလုံးဒီသူ့ရဲ့ဒီတစ်ခုလေးတည်တတ်နေပေါ့เนาะဒီနာမ်ကိုအထူးပြုလို့မရအောင်အဲ့တော့ဒါလေးကိုသတိထားပါ多朋友လုံးဝသုံးလို့မရအောင်ဘယ်လိုပြောလဲ很多很少လေးထည့်ပြရတယ်很多朋友တကယ်ချင်းအများကြီး那么တကယ်ချင်းတွေအများကြီးရှိတယ်我有很多朋友我有很多朋友တစ်ပင်ပေါ်မှာငှက်တွေအများကြီးရှိတယ်树上有很多鸟树တစ်ပင်上ကအပေါ်有啥ရှိတယ်တစ်ပင်ပေါ်မှာရှိပါတယ်တဲ့很多啥အများကြီး鸟啥ငှက်အဲ့တော့ဒီမှာလဲ鸟ဆိုတဲ့နာမ်ကို很多အထူးပြုထားတယ်အဲ့တော့ဒီမှာလဲထူးခြားတာကတော့多鸟လို့အဲ့လိုအထူးပြုလို့မရအောင်เนาะ很ထည့်ပြရတယ်很多鸟ငှက်အများကြီးအဲ့တော့တစ်ပင်ပေါ်မှာငှက်တွေအများကြီးရှိတယ်树上有很多鸟树上有很多鸟ကောင်းပြီဒီတစ်ခါတော့多ဆိုတဲ့စကားလုံးပေါ့နော်ဒီ adjective က verb ဖြစ်ရှိရတဲ့အထူးပြုထားတာကသူကဘာအနေနဲ့အထူးပြုလဲဆိုတော့ကရိယာဝိသေသနာပုစ္စုနေတဲ့ဒီ verb ကိုအထူးပြုတယ်အဲ့လိုအထူးပြုတဲ့အခါမှာတော့ကိုများလို့ဘာသာပြန်တယ်ဆိုလိုတာကတော့လှုပ်ဆောင်ချက်ဒီ verb ကလှုပ်ဆောင်ချက်ပေါ့နော်အဲ့တော့လှုပ်ဆောင်ချက်တစ်ခုကိုတဲ့အကြိမ်များလှုပ်ဆောင်ရန်ဖော်ပြတဲ့အခါမှာသုံးပါတယ်တဲ့ okay နမူနာဝါကျလေးတွေလေ့လာကြည့်အောင်မင်းတို့များလေ့ကျင့်ရမယ်你们要多练习你们မင်းတို့要啥လုပ်ရမယ်ဆိုတဲ့အဓိပ္ပာယ်เนาะ多啥များ练习啥လေ့ကျင့်တာ多练习啥များလေ့ကျင့်ပေါ့เนาะအဲ့တော့မင်းတို့များလေ့ကျင့်ရမယ်你们要多练习你们要多练习မင်းတို့များနားထောင် sorry မင်းများနားထောင်များပြောတင်တယ်你应该多听多说你မင်းက应该စာလှုပ်တင်တာတစုံတစ်ခုကိုလှုပ်တင်တာ应该听ကနားထောင်တယ်说ကပြောတယ်多听များနားထောင်多说များပြောเนาะမင်းများနားထောင်များပြောတင်တယ်你应该多听多说မင်းရေများတောက်ဖို့လိုအပ်တယ်你需要多喝水你မင်းက需要စာလိုအပ်တယ်多စာများ喝ကတောက်တာ多喝စာများတောက်တာ水စာရေเนาะအဲ့တော့မင်းရေများတောက်ဖို့လိုအပ်တယ်你需要多喝水你需要多喝水ကောင်းပြီဒီတစ်ခါတော့多ဆိုတဲ့စကားလုံးเนาะဒီစကားလုံးက10ရာထောင်တောင်းပေါ့10百千万เนาะ10ရာထောင်တောင်းဆိုတဲ့ဒီတင်ချာစကားလုံးတွေရဲ့နောက်မှာ多နဲ့တွေ့တယ်ပြီးတော့မှသူက measure ဆက်တွဲပြီးတော့နာမ်ကိုအထူးပြုတဲ့ပုံစံပေါ့နော်။ Okay အဲ့ကမှာ多ဆိုတာကျော်ဆိုတဲ့အဓိပ္ပာယ်ခံမှန်းအရေးအတွက်ကိုဖော်ပြတာဥပမာ10ကျော်10多100ကျော်100多1000ကျော်1000多1000ကျော်100多ဆိုပြီးတော့အဲ့လိုနော်10ရာထောင်တောင်းရဲ့အကျော်တွေကိုဖော်ပြအောင်အတွက်သုံးတာဘယ်လောက်ကျော်သွားလဲနော်အဲ့လိုမျိုးခံမှန်းအရေးအတွက်ပေါ့ဗျာနမူနာဝက်ကြလေးတွေလေ့လာကြည့်အောင်အခန်းအရန်သေးတယ်လူ10ယောက်ကျော်ထိုင်လို့မဆန်ဘူး饭间太小了坐不下10多个人饭间အခန်းက太乐啥အရန်小啥သေးငယ်တာ饭间太小了အခန်းကအရန်သေးလုံးတယ်坐不下坐啥ထိုင်တယ်ပူရှာဒီမှာတော့ရှာကဖြစ်စပုံအနေနဲ့သုံးတာเนาะဆန့်တယ်မဆန့်ဘူးဆိုတဲ့အဓိပ္ပာယ်ဒီမှာတော့ပူရှာဆိုတဲ့အကြောင်းမဆန့်ဘူးပေါ့เนาะ做ပူရှာထိုင်ရတာမဆန့်ပါဘူးတဲ့10多个人10ဆိုတာ10多ဆိုတာကျော်သွားတာများတာ10ထက်များသွားတာဟုတ်ပြီเนาะ10 17ကနေ19ပေါ့เนาะ10နဲ့20ကြားပေါ့အဲ့လောက်အရေးအတွက်ပေါ့เนาะအဲ့တော့10多个人ဆိုတာ10ယောက်ကျော်10个人ဆိုတာဗာလဲလူ10ယောက်10多个人ဆိုတာလူ10ယောက်ကျော်20အောက်ပေါ့เนาะ10နဲ့20ကြားเนาะထိုင်လို့မဆန်ဘူးအဲ့တော့အခန်းအရန်သေးတယ်လူ10ယောက်ကျော်ထိုင်လို့မဆန်ဘူး饭间太小了
坐不下10多个人。ตริสัน有的嘛，ตริสัน100ကျော်ရှိတယ်。动物园里有100多种动物。动物园ตริสัน有理စာအထဲမှာ有ရှိပါတယ်100စာ100多စာကျော်တာ100ကျော်種စာအမျိုးအစားပေါ့နော်動物စာတရိสันအမျိုးအစားပေါင်း100ကျော်ရှိတယ်တဲ့နော်动物园里有100多种动物动物园里有100多种动物စာကြည့်တိုင်းမှာစာအုပ်1000ကျော်ရှိတယ်图书馆有1000多本书图书馆စာကြည့်တိုင်း有ရှိပါတယ်1000စာ1000နော်多စာကျော်တာ本စာစာအုပ်ရဲ့မျိုးပြစကားလုံးပေါ့အုပ်書စာစာအုပ်နော်1000本书ဆိုရင်စာအုပ်1000 1000多本书ဆိုရင်စာအုပ်1000ကျော်ပေါ့နော်စာကြည့်တိုင်းမှာစာအုပ်1000ကျော်ရှိတယ်图书馆有1000多本书ကောင်းပြီဒီတစ်ခါတော့多ဆိုတဲ့စကားလုံးကိုပေါ့နော်မျိုးပြစလုံးရဲ့နောက်မှာသုံးတာပဲနော်အဲ့တော့သင်္ချာမျိုးပြပြီးတော့မှတော့ကိုသုံးတာဒါကလည်းကြော်ဆိုတဲ့အဓိပ္ပာယ်ခန့်မှန်းရည်အတွက်ကိုဖော်ပြတယ်ဘာတွေရဲ့ခန့်မှန်းရည်အတွက်လဲဆိုအချိန်တို့ကြာချိန်တို့အသက်အရွယ်ငွေကြေးစတာတွေရဲ့ခန့်မှန်းအရည်အတွက်တွေကိုဖော်ပြခြင်းတဲ့အခါမှာသင်္ချာစကားလုံးမျိုးပြစကားလုံးเนาะသင်္ချာမျိုးပြစကားစုပေါ့သူ့ရဲ့နောက်မှာတောဆောင်ဆက်တွဲတာကြော်လို့ပါပါပြန်တယ်နမူနာဝါကျလေးတွေလေ့လာကြည့်အောင်ဒီနေ့အလုပ်ရမ်းများတယ်2နာရီကျော်မှမနက်စာစားရတယ်今天很忙2点多才吃早饭今天ဒီနေ့很အရန်忙အလုပ်များတယ်今天很忙ဒီနေ့အရန်အလုပ်များတယ်2点စာ2နာရီထို့多စာကျော်သွားတာ2နာရီကျော်才စာမှားတာเนาะ吃စားရတယ်早饭စာမနက်စာဒီနေ့အလုပ်ရမ်းများတယ်2နာရီကျော်မှမနက်စာစားရတယ်今天很忙2点多才吃早饭ငါမွေးနေ့ရောက်ဖို့တပတ်ကျော်လိုသေးတယ်离我的生日还有1个多星期离ဆိုတာမှကနေပေါ့နော်我的ငါရဲ့生日ငါမွေးနေ့ကနေဆိုရင်ね还有ဆိုတာရှိသေးတယ်ပေါ့နော်အချိန်တစ်ခုရောက်ဖို့ရှိသေးတယ်一个ဆိုတာတစ်ခု星期ဆိုတာရက်သက်တစ်ပတ်တစ်ခုဆိုတာတစ်ပတ်ကြာလို့ပြောတာ一个星期ဆိုရင်တစ်ပတ်一个多星期ဆိုရင်တစ်ပတ်ကျော်အဲ့တော့အခုချိန်ကနေစပြီးရေးတွက်လိုက်မယ်ဆိုရင်ငါမွေးနေ့ရောက်ဖို့တစ်ပတ်ကျော်လိုသေးတယ်ပေါ့နော်ဒီလိုပြောတာအဲ့တော့ငါမွေးနေ့ရောက်ဖို့တစ်ပတ်ကျော်လိုသေးတယ်离我的生日还有1个多星期သူသားလေးဒီနေ့3နှစ်ကျော်ပြီ他儿子今年3岁多了他သူ့ရဲ့儿子စာသားလေးက今年စာဒီနှစ်မှာတဲ့3岁3ကတော့岁ကအသက်ရဲ့မျိုးပြနှစ်ပေါ့နော်3နှစ်多စာကျော်သွားတာလက်စာပြီး3岁စာ3နှစ်3岁多ဆိုရင်3နှစ်ကျော်တာသူသားလေးဒီနေ့3နှစ်ကျော်ပြီ他儿子今年3岁多了ငါဒီအင်ဂျီကို6元ကျော်နဲ့ဝယ်လိုက်တယ်我花了6块多买这件衣服我ငါက花စာသုံးဆွဲတာပတ်စံကိုသုံးဆွဲတာ花了သုံးလိုက်တယ်တဲ့6块စာ6元6က6ခွိုက်ဆိုတာကတရုတ်ငွေကြေးကိုရည်တွက်တဲ့မျိုးပြပေါ့နော် unit ပေါ့ယွမ်လို့ပါတာပြင်တယ်6元6元6元多စာ6元ကျော်နော်6元ကျော်ကိုတဲ့အသုံးပြုလိုက်တယ်တဲ့သုံးဆွဲလိုက်တယ်တဲ့နော်မိုင်းစာဝယ်တာ这件စာဒီတစ်ထည့် ifo စာအင်ဂျီအဲ့တော့ဒီအင်ဂျီကိုဝယ်ဖို့အတွက်6元ကျော်သုံးလိုက်တယ်ဆိုတော့ငါဒီအင်ဂျီကို6元ကျော်နဲ့ဝယ်လိုက်တယ်我花了6块多买这件衣服我花了6块多买这件衣服အားလုံးကိုကျေးဇူးတင်ပါတယ်